ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ3600ကျော်မှာရှိတဲ့ကြိုက်ထီရိုးဆန်တော်ရှင်စေတုံမြက်ကြီးကိုတောင်တွေတက်ပြီးတော့ချင်းလင်းနဲ့တွားရောက်ဖူးမြော်ကြည့်မယ်ဗျာတော်မိုးတယ်ကဲတောက်တလမ်းတော်နေဘယ်သူမှမရှိပထမဆုံးကျွန်တော်တို့ကွယ်ကြိုက်ထုံမြို့နယ်ကမွန်စကန်ကနေနေ့လယ်17နာရီကျော်လောက်မှာစပြီးတော့ထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတောင်ပေါ်ကနေဆင်းလာတဲ့သူတွေကကျွန်တော်တို့ကိုအခုလိုပဲအားပေးစကားပြောခဲ့ပါတယ်အခုကတော့စပြီးတော့တောင်ပေါ်ကိုတက်နေပါပြီတော်မိုးတယ်ဒီကလည်းအေးကြကသွားပါကျင်တာဟိုလိုတော့ဘယ်လာကြိုင်လဲလမ်းတွေကတော့အတော်လေးကိုမြင့်လာပြီဗီဒီယိုရိုက်နေအမလေးတောက်တက်နေပါတော်မင်းကဲတောက်တက်လမ်းတော်နေဘယ်သူမှမရှိလူရှင်းနေပြောရတယ်တောက်တက်လမ်းကဲတက်လာတာတော့တမိုင်နဲ့9ဖာလုံးတော့ရှိပြီဘူးမှမတွေ့သေးဘူးလမ်းမှာတော့ကိုရေကြီးပဲတော့တက်နေသွားလာရင်းနဲ့တောင်တလန်းကအောင်သိထိအောင်စီတို့ကိုအခုလိုပဲဖူးမြော်ခဲ့ရပါတယ်ယူလိုက်သွားဟိုတည်းကြတော့ပါကိုဘိုက်ကတော့ထိနေရတယ်ကဲဟာတက်ပြီဟိုမှာအတက်တွေ့ရင်ဘုမတက်ဒီတောင်တလန်းကတော့ပန်းပင်လေးတွေနဲ့အတော်လေးကိုတော့လှနေပါတယ်အဲဒီနောက်မှာတော့တောင်ပေါ်ကကလေးတွေပညာသင်ကြားတဲ့ရေမြောင်ကြီးမူလာလန်းကျောင်းကိုတွေ့ခဲ့ရပါတယ်သွားလာရင်းနဲ့မောလာလို့ရေဦးစင်လေးနားမှာခဏနားခဲ့ပါတယ်
တော့မငါဘာလို့ပြောင်းနေလဲအောင် ခေါက်ချိုးတော့ကြပြီအမြင်ပဲကောင်းလေရလားဒီနေ့အမြင်သုံးမလားနော်ဒါအမြင်သုံးမယ် 3မိုင်5ဖာလုံမှာရှိတဲ့ဘိုးပြက်အောင်စခန်းနေရာကတော့တော်တော်လန်းတစ်လျှောက်မှာအမြင့်ဆုံးနေရာဖြစ်ပါတယ် ဒီနေ့ရပဲအာပြေးပြေးရအာရိုက်ပါတန်ကြားနေလို့ဒီလိုတက်မလာဘူးလို့ 你还给我加吧，肯定嘿，加起来。 ကဲကွာ ဟိုမှာဖះအချောင်းလေးကွာ 俺家嘞，我家呀爱花又包嘞，第三类单哟。 ဟာဟုတ်ပါရဲ့ကျ 好去，这一这些，9မိုင်လဲကျော်လာရောတောင်ပေါ်တနေရာကစားတော့ဆိုင်လေးမှာနားယူရင်တောင်တန်းတွေရဲ့အလှပကိုတေချာရှုသားခဲ့ပါတယ် 哦，都我那啥，参与嘛那个嘛的。 我这样没带过的。 မလေးလေး ဟိုဘက်ကတောင်ကောင်းလေးမှာ 那就会， စော်လေးနဲ့သွားတဲ့ဒီကတပတ်ဝင်ရတယ်ဟမ် နေလား အနေထားကောင်းအောင်ရှူခင်းဟမ် ယူကောင်း 你看后面没你的啊，没得，没哦所以后面，他找的他的。要是七八龙边，在哪里骗来的？ အေးလေကိုဟာရတဲ့ကြမှာပြီးတော့ ဒီနေရာလေးကတော့ကြိုက်ထီတို့ဖျားနေရာနဲ့တဖြည်းဖြည်းနီးလာတယ်လို့လူနေအင်ဂျင်လေးတွေကိုလည်းခက်စစ်စစ်မြင်နေရပါဘူးဒါကတော့ကားလမ်းဘေးတနေရာမှာရှိတဲ့ဈေးတစ်စုပါ 哪有再去不了吧？怎么标嘛？ နော်ခွတ်ခွတ် 八点元那个。 အဲ့ဒါပဲစားအဲ့ဒါပဲစားမယ် ကားနဲ့သွားလို့ဒီ ကဲနောက်ဆုံးတော့ရောက်ခဲ့ပါပြီကျွန်တော်တို့ဖွဲ့ကတော့9နာရီခွဲကျော်လောက်နားနေတောင်တန်ရင်နေ့9နာရီလောက်မှာစနောင်ရှင်ကြိုက်ထီတို့ဈေးတို့ကိုရောက်ရှိခဲ့ပါတယ်